အကျိုးဆောင်တစ်ယောက်မှာရှိတဲ့ mindset အိမ်ချမ်းမြေလောကမှာရေရှည်ရပ်တည်ဖို့ဒီ mindset 3ခုရှိရပါမယ် growth mindset အခက်အခဲတွေကြုံလာရတိုင်းအခက်အခဲတွေကကိုယ့်ကိုမြင့်တင်နိုင်မဲ့အခွင့်အရေးအဖြစ်မြင်ရပါမယ်မဟုတ်ရင်ရေရှည်မှာစိတ်ညစ်ပြီးတော့အလုပ်တွေမလုပ်နိုင်မဲဖြစ်နေပါမယ် client center mindset ကို client တွေကိုဘယ်လိုကူညီရမလဲသူတို့တည်ချင်တာပါရှိလဲဒီအိမ်ချမ်းမြေရဲ့အားသာချက်အားနည်းချက်တွေကိုစေတနာပါရှင်းပြပြီးကူညီခြင်းတနည်းအားဖြင့်အဝယ်ကိုဦးစားပေးရဲ့ mindset မျိုးရှိရပါမယ်ရေရှည်ကြည့်ပြီးဆက်ဆံခြင်း mindset လူတွေအများကြီးနဲ့ဆက်ဆံတဲ့အခါတပွဲတို့ဆက်ဆံရေးဒီတစ်ခါပြီးရင်ပြီးရောဆိုရဲ mindset မျိုးနဲ့လူတွေကိုဆက်ဆံလို့မရပါဘူးကိုကအဝယ်နဲ့ဖြစ်ဖြစ်အယောင်းနဲ့ပဲဖြစ်ဖြစ်ဆက်ဆံတဲ့အခါရေရှည်ကိုကြည့်ပြီးယုံကြည်မှုတည်ဆောက်ခြင်းဖြင့်အတက်နိုင်ဆုံးကူညီတင်ပါတယ်